2025 5လပိုင်း3လစာအတွက်တင်းနေတာတသမီးများအတွက်ကျမ်းမာရေးစီးပွားရေးငွေကြေးချေးနိုင်ကိစ္စအများဒါတော့ပြီးဖတ်ချပြီးပါမယ်ဖြစ်ပါတယ်ဗျဒီရှင်ဒီကလာမျိုးမှာတင်းနေတာတသမီးတွေလာစာပိုင်းကိုပျော်ရွှင်ခြင်းနဲ့စတင်ရမှုရှိတယ်ပြောရမယ်ဆိုလို့ရှိရင်လူကြီးမင်းတို့ရဲ့အပြင်4လပိုင်းနဲ့မတူဘဲနဲ့5လပိုင်းမှာပို့ပြီးပျော်ရွှင်ရမယ်ဥစ္စာပြည်စီဝင်ကျမနဲ့ပတ်သက်လို့ရှိရင်ငွေကြေးတွေအဆင်ပြေလာမယ်အရင်တော့အဆင်မပြေခဲ့ရရှိခဲ့မှဆိုလို့ရှိရင်အခုကလာမျိုးမှာအဆင်ပြေမဲ့ချိန်နည်းနည်းပြန်ထူနိုင်မဲ့ချိန်ရှိလို့နေပါလိမ့်မယ်လက်မရထောင်းလာနိုင်ပါမိတ်တင်ပေါင်းတဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးတတိတာမိမိုက်တူကကိုယ်ပေါ်နည်းနည်းလေးအာနာတွေပြကျနေရဲ့မိတ်တင်ပေါင်းတဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့စိတ်မွန်းတဲ့မှာဖြစ်ဖြစ်တန်ငယ်ချင်းပေါင်းတဲ့မှာပဲဖြစ်ဖြစ်ကိုယ့်တက်ကြီးရဲ့လူတွေတီးရထားပြီအဲ့နေရာထိုင်ရင်လုံးနေထိုင်ရင်နဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးစိတ်တိုင်းကြမှုမျိုးလေးနဲ့ကြုံတွေ့နေရတယ်အလုပ်ပြောင်းရွှေ့ရှိပြောင်းကျင်ရွှေ့ရှင်တဲ့စိတ်လေးပေါ်ပေါက်နေရပြအလုပ်တွေပါရဲ့โอเคမပြောင်းကျင်ဘူးဆိုလို့ရှိရင်အဲ့ရောင်ပြောင်းရွှေ့လေးပြောင်းပြီးတော့အိတ်ပေးလိုက်တသမီးအောင်လည်းငယ်သားတွေရှိခဲ့မှဆိုလို့ရှိရင်တသမီးအောင်လည်းငယ်တိုင်းမခေါ်မပြောတာမျိုးလေးဖြစ်တတ်တယ်အောင်လည်းငယ်သားတွေကကိုယ့်ဘောနည်းနည်းလေးအမြင်မကြည့်အောင်မျိုးနဲ့ကြုံတွေ့နေရတယ်နည်းနည်းတတိယထားပေးပါရန်တက်ခဏချင်းနဲ့ပတ်သက်ပြီးပြောမှဆိုလို့ရှိရင်လမ်းတွားတဲ့ခါမျိုးမှာအသိရှိရတဲ့တောင်လေးတတိယထားပေးခွေးတို့ပြောမှဆိုလို့ရှိရင်အကောင်ပလောင်လေးတို့တတိယထားပေးကားတို့ဆိုင်ငယ်တို့လည်းနည်းနည်းအခုအထူးကြီးရောဆိုင်ကိုအမှတ်မထင်မဲနဲ့တတိကလို့တွားလို့ရှိရင်ကားနဲ့နည်းနည်းလေးပုံမိတာခွေးကြိုက်ခံရတာတို့အလိုမျိုးလေးဖြစ်တဲ့တတိယထားပေးအခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်အချက်စစ်တစ်ဖန်မြေဖွားတဲ့အတိုင်းလုံးပဲပြောမှဆိုလို့ရှိရင်အချစ်တစ်ပြန်တွေ့မယ်ရီးသားဟောင်းနေနဲ့ကိုပြန်ပြီးတော့ဆက်တွေ့မယ်အသက်တွေကောင်းနေလည်းပြန်ရမယ်ကိုပေါ်ပြန်ပြီးတော့ချစ်လာမယ့်လူတွေလည်းရှိတယ်အရင်တော့ကိုနဲ့ချက်ခဲ့တဲ့လူတွေကဝေးကွာဦးသွားကြီးဒါပေမဲ့အဲ့လူတွေကလည်းကိုပြန်ချစ်မယ်လူတစ်တွေကလည်းကိုပြန်ချစ်မယ်ကိုချစ်တဲ့လူကလည်းကိုပြန်ချစ်မယ်အချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်ကံကောင်းမဲ့တရားရှိလို့နေရကျမ်းမိုင်နဲ့ပတ်သက်လို့ရှိရင်တတိကထားပြီးသီတိုသီတော့လက်မှုလေးစေဝါသုံးခွင့်နေရပုံစံမျိုးတွေတွေ့မြင်နေရတဲ့ကျမ်းမိုင်နဲ့ပတ်သက်လို့ရှိရင်နိုင်ငံလူညံ့နေပြည်တယ်ဗျာဗုဒ္ဓဘာသာကိုးကွယ်တဲ့လူအနေနဲ့ဆိုလို့ရှိရင်အကောင်းဆုံးဒိဋ္ဌိညဉ့်ညပြဆိုရမယ်ဆိုလို့ရှိရင်တမ္မာတမ္မလို့ဆိုပြီးပဋိနှစ်ပတ်စီပြပါဗျာလူကြီးမင်းကြုံတွေ့နေရတဲ့ကျမ်းမာရေးစီပွားရေးမြင်ငွေကြီးအားလုံးအသတ်သက်ရာဆင်ပြေအောင်လို့ရေရံနည်းနဲ့တစ်ခုညဉ့်ညပြသွားရမယ်ဆိုလို့ရှိရင်ဘာလို့မလဲဆိုလို့ရှိရင်တနင်္လာတသမီများဟောနေရတဲ့ကြောင့်မလို့တနင်္လာနေ့ညနေ6နာရီမှာခွေးတွေကိုပါမုတ်အဲ့ပါမုတ်ထောပတ်တုပ်ပြီးတော့ကျွေးပြီးတရားတော်မထူးနေအောင်ပါတချို့ခွေးတွေကိုထောပတ်တုပ်ရင်စားတယ်ငါကျမ်းမိုင်နဲ့လူမင်းနဲ့ငွေချင်းညံ့နေကိုခွေးစားတွားပြီးတော့ခွေးကိုထောပတ်တုပ်ပြီးတော့ကျွေးပြီးကျွန်တော်ကတော့ကောင်းစင်ပဲဖြစ်ပါတယ်ဗျာ